Tonali ကို Man United လိုချင်နေမီ Newcastle ဘယ်လိုဆုံးဖြတ်မလဲအားလုံးပဲကျွန်တော်တို့ရဲ့ Sport Motion Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ Football News မှာအရန်စိတ်ဝင်စားစရာကောင်းတဲ့ topic တစ်ခုကတော့ Sandro Tonali ရဲ့အနာဂတ်အခြေအနေပါ Newcastle United ရဲ့အရေးကြီးဆုံး midfielder တစ်ယောက်ဖြစ်တဲ့ Tonali ဟာလက်ရှိမှာ Premier League club တချို့ရဲ့ target ဖြစ်လာနေပါတယ်အထူးသဖြင့် Manchester United က midfield ကို reinforce လုပ်ဖို့အတွက် Tonali ကိုစစ်ဝင်စားနေတယ်လို့ report တွေထွက်နေပါတယ်ဒါပေမဲ့Newcastle ဘက်ကတော့ဒီတဘိုးတူညီမှုကိုလွယ်လွယ်နဲ့လက်မလွတ်ချင်ပါဘူး Club CEO ဖြစ်တဲ့ Hopkinson ကရှင်းရှင်းလင်းလင်းပြောထားတာကဘယ် player မဆိုစာချုပ်အောက်မှာရှိနေတဲ့၍ club ရဲ့ terms နဲ့ပဲထွက်ရမယ်လို့ဆိုပါတယ်ဒါကဘာကိုဆိုလိုတာလဲဆိုတော့ Newcastle က Tonali ကိုရောင်းမယ်ဆိုရင်တောင် cheap price နဲ့မရနိုင်ဘူး maximum value ရအောင်လုပ်မယ်ဆိုတဲ့ message ပါသူတို့ရဲ့ strategy ကလည်းအရန်ရှင်းပါတယ် buy smart sell smart အများဆုံးငွေသုံးတာမဟုတ်ပဲ value အကောင်းဆုံးရတဲ့ player ကိုဝယ်မယ်လို့လည်း Hopkinson ကပြောထားပါတယ်ဒီလိုဆိုတော့ Tonali ရဲ့အနာဂတ်ကအတော်လေးမသေးကြတော့ပါဘူးတစ်ဖက်မှာ Manchester United က midfield problem ကိုဖြေရှင်းဖို့ player အသစ်လိုနေပါတယ် Tonali လို technical plus defensive balance ရတဲ့ player က perfect fit ထင်နိုင်ပါတယ်ဒါပေမဲ့ Newcastle ဘက်က price ကိုမြင့်တင်နိုင်တာကြောင့်ဒီကခက်ခဲနိုင်ပါတယ်ဒီအချိန်မှာ Newcastle ရဲ့ problem က Tonali တယောက်တည်းမဟုတ်ပါဘူး team performance လည်းမတည်ကြတော့ပါဘူးလက်ရှိမှာ Newcastle ဟာ Premier League table မှာ mid table နေရာမှာရှိနေပြီး fans တွေအတွက်မကျေနပ်စရာဖြစ်နေပါတယ်အထူးသဖြင့် local rival ဖြစ်တဲ့ Sunderland ကိုအိမ်ကွင်းမှာရှုံးနိမ့်သွားတာက club အတွက်အလွန်နာကျင်စရာဖြစ်ခဲ့ပါတယ်ဒီ defeat ကြောင့် manager ဖြစ်တဲ့ Eddie Howe ရဲ့ future လည်းမေးခွန်းထုတ်ခံနေရပါတယ် CEO Hopkinson ကတော့ Howe ရဲ့ future အကြောင်းကိုရှင်းရှင်းလင်းလင်းမပြောသေးပါဘူးသူပြောထားတာက Eddie ဟာလက်ရှိမှာကျွန်တော်တို့ရဲ့ manager ပါဒီ season ကိုကောင်းကောင်းပြီးဆုံးဖို့အာရုံစိုက်နေလေလို့ဆိုပါတယ်ဒါပေမဲ့ရေရှည်အနာဂတ်အတွက်ဆုံးဖြတ်ချက်မချထားသေးဘူးဆိုတာကိုလည်းအနည်းငယ်ထင်ရှားစေပါတယ်ဒါကြောင့် Newcastle အတွက်ဒီနေရာဒီမှာအရေးကြီးဆုံး period တစ်ခုဖြစ်လာနိုင်ပါတယ် Tonali ကိုရောင်းမလားထားမလား How ကိုဆက်ထင်းမလားပြောင်းမလားဒီဆုံးဖြတ်ချက်တွေက club ရဲ့ future ကိုတော်တော်လေးတက်ရောက်မှုရှိနိုင်ပါတယ်နောက်ဆုံးမှာတော့ Tonali ဟာ Newcastle ရဲ့ key player တယောက်ဖြစ်ပေမဲ့ modern football မှာဘယ်သူမှမဆို transfer ဖြစ်နိုင်ပါတယ်ဒါပေမဲ့ Newcastle ကတော့သူတို့ရဲ့ player တယောက်ကို value အပြည့်ရအောင်တားဆုံးဖြတ်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြထားပါတယ်မြဲမြင်ရ Tonali ကို Manchester United ကဝယ်သင့်သလားဒါမှမဟုတ် Newcastle မှာပဲဆက်နေသင့်သလား comment မှာရေးခဲ့ပါနောက်ဗီဒီယိုဒီမှာထပ်တွေ့ကြပါမယ်